က်စရိုက်ကောကြောက်တယ်ကြောက်တယ်ကျွန်တော်ကြောက်ပါဟဲ့ Guys, you're all just Ryan Morris. You're all just Steve Deanna. Ryan. ကြောက်စရိုက်ဒီပေးလိုက်တိတ်ကြောက်စရိုက် safety shoe ဟုတ်တာအေးကြောက်စရိုက်ခါမလို့ကြောက်ဘူးငါအယားပုံလာတဲဖုန်းမပါဘူးချာ Hello မသိဘူးID ယူရအောင် ID ဘာလဲ ဟိုဖုန်းရောအသွင်းကြဘယ်လိုလုပ်မလဲ Not being this specific. TV ပိတ်ထားရတော့ဆိုတော့ဟိုမရှိဘူးလေ basement မရှိဘူးအမှန်ဆိုတော့ဟိုဟာ close ဆက်ထားတော့ ID ထောက်ထားဘာပိတ်လိုက်တော့ Oh my god တခါမှအဲ့လို job ဆရာကောင်းလို့မကြည့်ဘူး ID ဟိုစာရေးစာနေပါလား ဖနာချီလား အဲ့ဆို ID ထည့်ပြီ ID ထည့်တာပြီလား အဲ့ဒီတွေ့နေမရှိ 哦，你别歪。Social talk ရောအခုကြိုးပြီးထည့်ပါလား ID ဘူးဘောနော်ကျွန်တော် 哎，你别了，ကျွန်တော်တို့မရှိဘူးဟုတ်တော့ပါကျွန်တော်တို့ close up room ထဲမှာပုံနေဟိုဒီကိုတိုက်ရိုက်ဝင်လာတယ်တူတယ် ဟုတ်တယ် ကျွန်တော်အားချွေလိုက်အောင်မယ်ဘိုင်အော်ဂေးဥစားနော်ဘာမှမပြောတဲ့အောင်ပြောခဏလေးပဲတော့တိုက်တယ်ဟုတ်တယ် 啊啥？49ကိုမနဲ့တကယ်ဆိုအိတ်နေသေးလားအိတ်နေအောင်လေဆိုတော့အလန်းနေမိလားတုံးနေတော့ရှိရတော့တည်ရဒါပေမဲ့အဲ့လောက်ကြီးစူးမယ်လို့မထင်ဘူးဆိုတော့အိတ်နေတော့အလန်းနေထားမိရလန့်သွားခုနကအဲ့ဒါတော်တော်စူးတယ်နော်တကားကြီးမှန်သားမှာဆိုရင်သူတို့ကဒီမှာသူတို့ပြောထားဆို basement ထဲမှာတွန်းနေတယ်ဒါပေမဲ့သူတို့ကအဖမ်းမှာ basement မရှိအောင် close တယ်မှာနေဒါဘာလို့ရိုက်ထားလဲဆိုဒါဘာလို့ရိုက်ထားလဲဆိုတကယ်လို့ဒါပြင်ခုပြီးသွားရင်ပြန်ကြည့်လို့ရမင်းတော့ဖနက်တွေကြည့်ဖနက်တွေဘာတခါစီရ ready ပြတ်သွား Wi-Fi တော့မရတော့ Wi-Fi ပြတ်သွားတော်ဒီအခါမှမကြုံဘူးဆိုတော့အရင်တော့အဲ့လိုမျိုးအမြဲဒီလောက်ဆိုးတာမကြုံဘူးအရင်တော့အမြဲအဖျားခတ်တယ်ပေါ့နော်လေရတိတ်ကြတော့ပထမဆုံးကြည့်မယ်လမ်းဖြတ်လာတိတ်တိုင်းတဲ့ချူ Oh my goodness ခုနလေးဒီတကားလေးဝုံလာတယ်လားလို့မှန်ဝရိုက်တာ This is pretty important. Upwards of 70 miles an hour. The reason we mention those type of strong winds is, for example, in a low wind, strong wind regardless of if it's crossing. Yes, we saw 77-mile-an-hour wind gusts in Minneapolis on Friday. We had plenty of damage off to the south. ဒီမှာလေးဇရုနေတာဒီနားမှာ Yeah, we just dropped some areas of tornado warning. Good news. Let's go quickly back to the south because I thought that Bloomington one was also looking. Oh my God.